Work for base ဖုံပေါ်တော့ဒီထိုင်းနိုင်ငံကိုရောက်နေတယ်ဒီနေ့6ရက်6လမှာဒီ work for နန်ဘုံကြီးကျောင်းမှာအပူဇော်ကန်ရှိတယ်ပေါ့နော်ကျွန်းလောင်းပွဲရှိတယ်ပေါ့အဲ့ဒါနဲ့အဲ့ဒါတို့ဒီရောက်နေရပါမနက်9နာရီနဲ့ရောက်နေရပေါ့နော်ဒီဟာဆိုလို့ရှိရင်ဒါကအလူခံတဲ့အချိန်ကဖုံတွေကဒီဝင်းကြီးကပတ်စံမကန်ရဘူးအဲ့အတွက်ကြောင့်ဒီပိတ်စာပါခင်းတာအဲ့ပိတ်စာပါမှာကိုကထည့်ရတယ်ပေါ့နော်ထည့်ပြီးတော့ဒီမှာတပိတ်ရှိတယ်အဲ့တပိတ်ထဲမှာအလူခံတာပေါ့နော်အလူခံပြီးွားရဆိုလို့ရှိရင်ဒါကတော့ဖျားစာတွေရွတ်ပေးတယ်အကုံတော်ကိုပါတို့ဖျားကုံတော်တရားကုံတော်တို့ဒါတွေကိုဖျားစာတွေရွတ်တယ်ဆူတောင်းတယ်ပြီးရင်ဒီဘက်မှာကလေထာပနာဖို့လားမသိတခုရှိတယ်ပြီးတော့အဲ့ထဲကိုသွားတယ်အဲ့ဒါကတော့ထာပနာနဲ့တဲလို့ထင်တယ်ပေါ့နော်အဲ့ဒါအဲ့ထဲကိုပတ်စံနေထည့်တယ်ကြွေကြီးတွေထည့်တယ်သူ့ရဲ့ယတနာလေးတွေထည့်ကြတယ်ကိုထည့်ခြင်းနဲ့လှူပွဲပစ္စည်းတွေအကုန်လုံးအဲ့ထဲကိုထည့်ကြတယ်ကွာအဲ့ဒါလည်းဒီထဲမှာကိုမှပါလာဘာမှမပါလာဘူးဆိုတော့ပါလာတဲ့ကြောက်လက်ကောက်လေးတွေပေါ့နော်အဲ့ဒါလေးတွေပဲထည့်လိုက်တယ်သူများရဲ့ဆိုလို့ရှိရင်ဒီထဲမှာဒီမှာသူကထာပနာလို့ပစ္စည်းမျိုးတွေပေါ့နော်အဲ့ထဲကိုသူများရဲ့အကြွေကြီးတွေထည့်တယ်ပြီးတော့သူတို့ရဲ့ဒီလိုကြောက်ပိုးလဲအဲ့ဒါလေးတွေလည်းထည့်ကြတယ်တချို့ကြလို့ရှိရင်သူများတွေသူတို့တွေရဲ့ပေါ့နော်အဲ့လိုပစ္စည်းလေးတွေတမိုးထားတဲ့ပစ္စည်းလေးတွေအကြွေကြီးလေးလာထည့်ကြတယ်ဒါထာပနာတယ်လို့ဒီမှာထင်တယ်ပေါ့နော်အဲ့ဒါလေးကဟိုမှာထာပနာတယ်ပြီးသွားပြီဆိုလို့ရှိရင်အဲ့ဒါတွေအကုန်လုံးကသူကတည်သွားတာပေါ့နော်အခုပြီးတော့ဒီမှာစုံစံစိန်လောင်းဖို့အတွက်စောင့်နေပါတယ်အကုန်လုံးစုံစံစိန်လောင်းပြီးရင်လည်းအဲ့ဒါတွေအကုန်လုံးကိုပြန်ပြီးမျှဝေပေးပါမယ်အခုတော့စုံစံစိန်လောင်းလိုက်ပါဦးမယ်တတာ